အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ E9 ညီကိုတွေအတွက်ပေါ့နော် eBay အကောင့်ဖွင့်ပြီးတော့ ID password မေးနေတဲ့သူတွေရှိရပါတော့အကောင့်ဘယ်လိုပြန်လုပ်ရလဲကိုယ်တိုင်ဘယ်လိုလုပ်ရလဲဆိုလည်းပြောပြမလို့ပါကျွန်တော်တို့ဒီမှာဆို language ကတော့ကိုကြိုက်တဲ့အဆင်ပြေရဘာသာရွေးပေါ့နော်မြန်မာနဲ့ကိုရီးယားရှိရဲကျွန်တော်မြန်မာရွေးလိုက်မယ်ပြီးရင်အပေါ်ဆုံးမှာညောင်လေး၃ချောင်းရှိရပေါ့နော်အမြောင်၃ချောင်းနှိပ်မယ်ပြီးရင်ဝင်မှာဆိုပြီးတော့ login လုပ်ခိုင်းတာရှိရပေါ့နော်ကျွန်တော်တို့ ID password မှတ်မိရဆိုလို့ရှိရင်တော့ ID password တန်းဝင်ပြီးတော့ကျွန်တော်တို့ E9 အလုံးရှာတဲ့ပတ်သက်တာတို့ဒီမှာတွားကြည့်လို့ရတယ်ပေါ့ကျွန်တော်တို့အခုက ID password ကလည်းမမှတ်မိဘူးဆိုလို့ရှိရင်ကျတော့ ID password အရင်ပြန်ရှာမယ်ပေါ့နော်ကျွန်တော်ပထမဆုံး ID အရင်ရှာမယ်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့အောက်မှာ file ID ဆိုပြီးရှိရပေါ့နော် file ID ကိုနှိပ်မယ်အဲ့မှာပြောမေးရပေါ့နော် email နဲ့တွားမှာလားကျွန်တော် passport နံပါတ်နဲ့တွားမှာလားဝယ်ကူကြီး ID နံပါတ်နဲ့တွားမှာလားဆိုပြီးရှိရပေါ့နော်ကျွန်တော်ဒီ passport နဲ့အသုံးများတော့ passport နဲ့ ID ကတ်နဲ့အသုံးများရပါတော့ကျွန်တော် ID ကတ်နဲ့လောက်ပြပါမယ်နာမည်ဖြစ်မယ်ညီကိုတို့ကညီကိုတို့ရဲ့နာမည်ဖြစ်ရမယ်ပြီးရင်အောက်က ID ကတ် ID ကတ်ဖြစ်ရကတက်လေးထည့်ပြီး9320အဲဆိုလို့ရှိရင် file ID နဲ့လိုက်တယ်ဆိုလို့ရှိရင် ID နှစ်ခုကြာလာရပေါ့နော်ဒါကျွန်တော်လည်းနှစ်ခုဖွင့်ပြီးမှနှစ်ခုဖြစ်တာပေါ့နော်ကျွန်တော်ထင်ရတော့အောက်က ID ကအရင်ဖွင့်ထားတဲ့ ID ဖြစ်လိမ့်မယ်အပေါ်က ID ကနောက်မှဖွင့်ထားတဲ့ ID ပေါ့နော်ကျွန်တော်ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ nate သွားမယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒါ password ထပ်ရှာမယ်အဲဆိုကျွန်တော်ဒီအောက်မှာတစ်ခါပြန်သွားပေါ့နော်အောက်မှာ find password ဆိုပြီးရှိတယ်အဲဆိုရင်ကျွန်တော်တို့ ID ဝင်မယ်ပေါ့နော်စောစောက ID နှစ်ခုပေါ်လာတယ်အဲ ID နှစ်ခုအပေါ်ဆုံးက ID နဲ့ဝင်လိုက်မယ်အပေါ်ဆုံး ID နဲ့ဝင်မြန်တော့အောက်က ID နဲ့ဝင်မှာပေါ့နော်ကျွန်တော်ထင်တော့အပေါ်က ID နဲ့ပဲအဆင်ပြေလိမ့်မယ်ထင်ပါတယ်ID ဖြစ်ပြီးလို့ဆိုရင် next ကိုသွားမယ်ပေါ့နော်အဲဆိုလို့ရှိရင်သူမေးရပေါ့passport နဲ့ဝင်မှာလားကျွန်တော် ID ကတ်နဲ့ဝင်မှာလား email နဲ့ဝင်မှာလား hint နဲ့သွားမှာလားပေါ့နော်စသဖြင့်ဒါတော့ကိုယ်အဆင်ပြေရင်သွားလို့ရတယ်နော်ကျွန်တော်ကတော့ ID ကတ်နဲ့ပဲသွားမယ်နာမည်ဖြစ်မယ်ID နာမည်ဖြစ်တဲ့အခါတက်လေးပါထည့်ပြီနော်နောက်ကခဏ6လုံးမှာအကုန်ပြရမယ်အဲ့ဒါဆိုလို့ရှိရင် find password ဆိုပြီးတော့တောင်းတဲ့အချိန်မှာသူကဒီမှာ password အသစ်ပေးခိုင်းတယ်ပေါ့နော်password ကိုကိုယ်အဆင်ပြေရပေးပေါ့နော်အဓိကတော့8လုံးနဲ့16လုံးကြားဖြစ်ရမယ်ကျွန်တော်အကြီးသေးရတော့ကိုကိုစင်မြထည့်လို့ရတယ်အဲဆိုလို့ရှိရင်ကျွန်တော် password ပေးရတယ်မပြတော့ဘူးနော်โอเคအခုလိုမျိုးပေါ်လာတော့ကျွန်တော်တို့ password change တာကရသွားပြီပေါ့နော်အဲဆိုလို့ရှိရင် app password လေးကိုမှတ်ထားပြီးတော့ login လုပ်ရမယ်ပေါ့နော်အစောစောက ID နဲ့ပဲအဲဆို okay ပေးမယ်ဒါပြီးရင်ဆောင်းကကျွန်တော်တို့ ID ကျွန်တော်တို့ရှာထားတဲ့ ID เนาะအဲ ID ဖြည့်မယ်ဒီကောင်လေးတွေအမှန်ကြီးပြထားရဆိုလို့ရှိရင်နောက်ကပြန်မတစ်ခါဆက်လို့ရှိရင်ID တွေပြန်ရိုက်ချင်မလို့တော့ပေါ့နော်ကျွန်တော်ဒီကောင်အမှန်ကြီးပြပြီးမှ login လုပ်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့နှစ်လာရက်ပေါ့နော်နှစ်လာရက်ကဏ္ဍ6လုံးတောင်းတယ်ပါမယ်အဲ့ဆိုလို့ရှိရင်ရသွားပြီပေါ့နော်ကျွန်တော်တို့အခုလို့ရောက်သွားပြီပေါ့နော်ရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ခဲ့တဲ့ဆက်ရုံတွေပြန်ကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာလုပ်ငန်းကပြောင်းလို့မှုဆက်လက်စစ်ဆေးခြင်းနဲ့တွားကြည့်မယ်ပေါ့နော်ဒါကျွန်တော်ဒါအောက်ထပ်ကြီးဆွဲချလိုက်ပေါ့နော်ဒါအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ပထမဆုံးမိခင်ရုံပေါ့နော်ဟန်ဆောင်မိုးတဲ့အိမ်ချင်းပြီးလို့ရှိရင်ကျွန်တော်ဂျူရှိဝဲစာကြောင်ကီကွန်တလီအဲ့ဒီဝင်နေခဏပြန်ထွက်လာတယ်ပြီးဒေချင်း ENG မှာဝင်နေထွက်လာတယ်ပြီးရင်ကိုယုံဆန်းတော့ပေါ့နော်ကိုယုံဆန်းကလည်းဝင်ထွက်လာတယ်ဒါပြီးတော့နောက်ဆုံးလုပ်ခဲ့တဲ့ဆက်ရုံပေါ့နော်ကျွန်တော် up to မပြောင်းခင်နောက်ဆုံးလုပ်ခဲ့တဲ့ဆက်ရုံမှာခရောင်းကိုအခုလောလောဆယ်ကတော့ကျွန်တော် up to နဲ့ဒီကျွန်တော်တို့ EG Global မှာလုပ်နေရပါတော့ကျွန်တော်တို့ပြီးရင်အလုံးမသေးကြည့်ကျင်တဲ့သူတွေကတော့ကျွန်တော်ဒီထဲမှာဝင်ကြည့်ရမှာပေါ့နော်အလုံးဝင်ရမည်လုပ်ငန်းဝင်တဲ့ပတ်သက်တဲ့ကြောင်းအောင်စစ်ဆေးနိုင်သည်ဆိုတဲ့တာဝင်ကြည့်ရမှာပေါ့နော်ကျွန်တော်ကတော့အခုကမရှိပါဘူးကျွန်တော်က E9 မဟုတ်တာလည်းပါတယ်ဒါဝင်ကြည့်နည်းပြတာပေါ့နော်ကို